ဒီတစ်ပတ် Premier League ပွဲစဉ်21ရဲ့ထူးခြားဖြစ်စဉ်တွေကိုပြောပြပေးပါမယ်ခင်ဗျာနောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့အထူးတလဲအောင်ပွဲခံခဲ့တဲ့အာလင်ဟာလန်ပြီးခဲ့တဲ့ Premier League ပွဲစဉ်21မှာဆိုရင်တော့ Man City နဲ့ Brighton အသင်းတို့ရှင်ပြိုင်ကစားခဲ့တယ်ဒီပွဲစဉ်မှာတစ်ဖက်ကိုတကိုးစီနဲ့တရေကျခဲ့ပြီးတော့ Man City တို့ကတော့ Arsenal အသင်းကိုတပွဲပိုကစားပြီးတော့9မှတ်အကွာနဲ့အမှတ်ဖြတ်ခံထားလိုက်ရပါပြီပွဲကစားချိန်40မိနစ်မှာပဲ Man City တို့ကပယ်နတီရခဲ့ပြီးတော့အာလင်ဟာလန်ကပဲဒီပယ်နတီကိုတွင်းယူခဲ့တယ်ပယ်နတီတွင်းယူပြီးတဲ့နောက်ပိုင်းမှာအလွန်အကျူးအောင်ပွဲခံမှုတွေကကျန်တဲ့16သင်းဖန်တွေတော်တော်လေးပြောစရာဖြစ်သွားခဲ့တယ်ပုံမှန်ဆိုရင်တော့ဟာလန်နဲ့တွင်းကိုတွေကအမြဲတမ်းအလိုလိုတွဲမြင်တတ်ရပြီးတော့Premier League မှာအာလင်ဟာလန်ဂိုးပေါက်ပြောင်းနေတာက3ပွဲဆက်တိုက်ရှိလာပြီဒီလိုအခြေအနေမှာသူဂိုးပေါက်ပြန်လဲတွေ့ဖို့အတွက်ကိုဒီပက်နတီကိုအားကိုးခဲ့ရတာပါဒါကြောင့်မလို့လဲဟာလန်ကသူဂိုးသွင်းပြီးတဲ့အချိန်မှာအလွန်အကျူးအောင်ပွဲခံခဲ့တာပါဒီပွဲစဉ်မှာ Brighton အတွက်ချီပဂိုးကိုတော့ဗီတိုမာကပွဲကစားချိန်မိနစ်60မှာသွင်းယူထားနိုင်ခဲ့ပြီးတော့ Man City အတွက်တော့တော်တော်လေးနစ်နာစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Amorim မရှိကမှဂိုးတွေသွင်းပြနေတဲ့ Sets ကိုပါ Premier League ပွဲစဉ်21ကနောက်ထပ်ကြည့်ကောင်းခဲ့တဲ့ပွဲစဉ်ကတော့ Burnley နဲ့ Manchester United ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုရင်တော့တစ်ဖက်ကို2ဂိုးစီနဲ့တရေကျခဲ့ပြီးတော့ Manchester United အတွက်တော့အမြဲတမ်းအလိုလိုအပြစ်တင်ဝေဖန်တာတွေကိုခံနေခဲ့ရတဲ့ Benjamin Sesko က2ဂိုးလုံးကိုသွင်းယူပေးခဲ့တယ်သူသွင်းခဲ့တဲ့2ဂိုးလုံးကလည်းတော်တော်လေးကိုကောင်းမွန်ပြီးတော့တိကျတဲ့သွင်းဂိုးတွေပြန်ပြောရရင် Van Persie ကိုတောင်မှပဲပြန်တတိယစေလောက်တဲ့သွင်းဂိုးမျိုးတွေကိုသွင်းယူထားခဲ့တာ Benjamin Sesko က Amorim လက်ထက်18ပွဲမှာ2ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီးတော့ယခုယာယီနီးပြ Fletcher လက်ထက်မှာတပွဲတည်းကစားပြီးတော့2ဂိုးတောင်မှသာခြေစွမ်းပြသွင်းယူခဲ့တဲ့ကစားသမားပါဒါကြောင့်မလို့နောက်ပိုင်းပွဲစဉ်တွေမှာ Sesko ဘလို့သွင်းဂိုးမျိုးတွေကိုသွင်းပြီးတော့ Manchester United ကိုထမ်းပိုးပေးတော့မယ်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်တို့ရဲ့အချက်ပိုကဏ္ဍကနေတင်ဆက်ပေးခဲ့တာပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျ